Challenger များ J2 ကိုရှောက်လာခဲ့ပါပြီကျွန်တော်မနေ့ကဘယ်လိုအကျန်းတည်ဖြတ်ရမလဲပုံတွေဗီဒီယိုတွေကိုဘယ်လိုမျိုး frame site ထဲဝင်အောင်ထည့်ရမလဲဆိုတာတွေကျွန်တော်ပြောသွားပြီဆိုတော့အခုတစ်ခေါက်ကဒီဗီဒီယိုတွေကိုဘယ်လိုမျိုးလေး adjust လုပ်လို့ရမလဲတစ်ချက်ပြောပါမယ်ကျွန်တော်တို့ရုပ်ကတ်တွေထည့်ပြီးသွားလို့ဖြတ်ပြီးတဲ့အခါမှာဘာလုပ်ရမလဲဆိုကျွန်တော် audio level ကိုပြန်ညှိရပါတယ် audio level ညှိမယ်ဆိုရင် right click ထောက် audio gain ဆိုတာကနေသွားညှိလို့ရတယ်လို့ shortcut G နှိပ်ပြီးတော့လေ audio ညှိလို့ရပါတယ်ညှိတဲ့အခါမှာ normalize max speed to 0ဆိုတာက default audio level 0ထားတာပါဟုတ်ပြီနော် okay နှိပ်လိုက်ပြီဆိုရင်ဒီမှာ audio level ကတက်သွားပါလိမ့်မယ်ဟုတ်ပြီနော်ဆိုတော့ကျွန်တော်တို့မေခွန်းကိုခဏထားမယ်အဖြေကို audio level လိုက်ညှိမယ်အဖြေကို audio level လိုက်ညှိမယ်okay ဒီမှာဆိုရင်အဖြေနောက်ဆုံးတစ်ခုကျန်မယ် audio level ညှိမယ် okay ရသွားပြီဆိုတော့ဒီမေခွန်းကကျွန်တော်တို့ယူမလားဆိုတော့ဒီမေခွန်းကကျွန်တော်တို့မယူပါဘူးဒါပေမဲ့ဒီမေခွန်းကိုကျွန်တော်တို့စာလေးတွေ test ကလေးတွေထိုးမှဖြစ်တဲ့အတွက်ဒီမေခွန်းကိုအတန်ကြားရအောင်တော့ပြန်ညှိရပါမယ်အတန်ကြားအောင်ညှိမယ်ဆိုရင် G လေးကိုတစ်ချက်ထောက် adjust game line ကိုသွား15လောက်တင်ကြည့်လိုက်ပါဒီကောင်ကမယူဘူးဒါပေမဲ့ကျွန်တော်တို့ audio ကို adjust လုပ်ထားရဟုတ်ပြီနော်ကိုယ့်ရဲ့မေခွန်းကိုတည်တည်ချာချာလေးကြားလိမ့်မယ်နာမည်လေးရယ်နေရာလိပ်စာလေးရယ်အလုပ်ကံနေနေဟုတ် okay ဆိုတော့ရပြီနောက်မေခွန်းတစ်ခုကိုလည်း adjust game line မှာ15လောက်တင်ထားလိုက်မယ်နောက်တစ်ခုကိုလည်း15လောက်တင်ထားလိုက်မယ်နောက်တစ်ခုကိုလည်း15လောက်တင်ထားလိုက်မယ် okay ဆိုရင်ဒါကရပြီနောက်ဆုံးဒါကမလိုအပ်ဘူးဖြတ်လိုက်ပြီ okay ဆိုတော့ဒီနားမှာမေခွန်းလေးတွေထိုးမယ်မေခွန်းလေးရဲ့ task လေးကိုထိုးမယ်ကိုယ့်ရဲ့နာမည်လေးရယ်နေရာလိပ်စာလေးရယ်အလုပ်ကံနေနေကိုယ့်ရဲ့နေရာလိပ်စာလေးရယ်နာမည်လေးရယ်မိတ်ဆက်ပေးပါဦးဆိုတော့စာလေးကျွန်တော်တို့ထိုးမယ်ပေါ့နော်စာလေးထိုးတဲ့အခါမှာမြန်မာလိုပဲထိုးမှဖြစ်တဲ့အတွက်မြန်မာ font ရွေးရပါမယ်မြန်မာ font ကကျွန်တော်သုံးနေတာ W0 တွေပါအရင်ဆုံး W01 ရွေးထားလိုက်မယ်စာရေးမယ်အကယ်၍ဒီစာရေးမယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်ရလဲဆိုတော့ text layer အသစ်ခေါ်ရမယ်စာထိုးတော့မယ်ဆိုရင် text layer အသစ်ခေါ်ရမယ်လွတ်တဲ့နေရာကို timeline မှာလွတ်တဲ့နေရာကိုထောက်ပြီးတော့ဆိုရင် control T ဒါဆိုရင် text layer အသစ်ခေါ်တာပြီးတော့ရင် W0 ဆိုတဲ့ font လေးရွေးပေးပါကျွန်တော် W0 font ကိုပေးပါမယ်နောက်ပြီးတော့ရင်ကိုရဲ့နေရက်လိပ်စာနဲ့နေရက်လိပ်စာနဲ့နာမည်လေးချက်မိတ်ဆက်ပေးပါဦးဒါမျိုးလေးတွေ task လေးတွေအရင်ဆုံးထိုးထားမယ်ပြီးတော့ရင် task တွေကို alignment ချိန်မယ်ဆိုရင် Premiere Pro 2023မှာဆိုရင် Essential Graphic မှာသွားချိန်လို့ရတယ်เนาะဒီမှာဆိုရင် font size အကြီးအသေးကစားလို့ရမယ်ပြီးတော့ရင် color လေးတွေကိုပြောင်းနေတာပြောင်းလို့ရမယ်ဒီဘက်ဒီ color picker ပါဒါဒီ color slider လို့ခေါ်တယ်ပေါ့เนาะ color တွေရွေးရတယ်ပြီးတော့ရင်ဒီဘက်က color ရဲ့အနုအရင်ကိုရွေးတာပါကိုကြိုက်တာရွေးထည့်တာပါကိစ္စမရှိပါဘူးဟုတ်ပြီเนาะအဲ့တော့ default လေးပဲထားတာပဲပြီးတော့ရင်ဒီ font size နားလေးမှာcenter align text တွေလုပ်လို့ရတယ်ပြီးတော့ရင်ဒီ text ကိုပဲအလဲ center ကိုရွှေ့ခြင်းရင် align and transform ဆိုတဲ့နေရာမှာ center horizontally ရွေးထားလိုက်ရင်အလဲ center ကွက်တိကျသွားပါလိမ့်မယ် system ကလုံးဝကွက်တိချပေးထားတာပေါ့နော်ဆိုတော့ဒီမှာကတခုရကိုယ့်ရဲ့နာမည်လေးရယ်နေရာလိပ်စာလေးရယ်အလုပ်ကံနေနေဟုတ်ကျွန်တော်ကကိုညီထူပါဟုတ်ပြီနော်ဆိုတော့ဒီမှာလဲကျွန်တော်တို့စာကိုတစ်ကြောင်းချင်းစီထိုးမယ်အများကြီးမထိုးဘူးကျွန်တော်ကကိုညီထူပါဆိုရင်ကျွန်တော်ကကိုညီထူပါဆိုတဲ့နေရာလေးလောက်ပဲထိုးမယ်ဒီမှာ text အသစ်လုံးမှာဖြစ်တဲ့အတွက် control T new layer ခေါ်မယ်ကျွန်တော်ကကိုညီထူပါ okay စန္ဒာလေးထား text align လေးညှိဟုတ်ကျွန်တော်ကကိုညီထူပါဘို့ထောင်းမှာနေဘို့ထောင်းမှာနေပါလေဘို့ထောင်း
လေး ဟိုမှာနေ ရေးမယ် အခုလောက်တာကတော့ဒီဟိုမှာနေအခုလောက်တာကတော့ဒီနံပါတ်လာလေးဟိုမှာနေအခုလောက်တာ နံပါတ်အလားလေးတွေအကြောင်းအဝယ်လောက်ပါတယ်ဒီမှာဆိုရင်စာကကြော်သွားတယ်တွေ့လားစာကကြော်သွားတယ်စာကကြော်တဲ့အခါမှာကိစ္စမရှိဘူးစာကြော်သွားလည်းကိစ္စမရှိဘူးဘာလုပ်မလဲဆိုတော့နံပါတ်အလားလေးတွေနဲ့အကြောင်းဝယ်လောက်ပါတယ်ကိုခွဲလိုက်မယ်ဆိုရင်ဘယ်လိုခွဲမလဲဒဘယ်ကလစ်အရင်ဆုံးထောက်လိုက်ပြီးတော့ရင်ကိုခွဲချင်တဲ့နေရာလေးကိုနောက်ထပ်ကလစ်တစ်ချက်ထောက်ပြီးတော့ enter ခောက်လိုက်အဲဆိုရင်အလဲကိုရောက်သွားလိမ့်မယ်ပြီးတော့ရင် text align ကိုပြန်ညှိမယ်ဟုတ်ပြီနော်အကြောင်းဝယ်လုပ်ပါတယ် ဒါတော့ဒီအတိုင်းပဲအခုကျွန်တော်ရှေ့မှာပြထားတဲ့အတိုင်းပဲဒီတစ်ပုတ်လုံးကို task လေးတွေဒီလိုမျိုးလေးတွေထိုးပေးပါဟုတ်ပြီနော်အကယ်၍ကိုကဒီ w font ကိုမရိုက်တက်ဘူးဆိုရင် w font ကိုရိုက်เสียမလို့တဲ့နည်းရိုက်เสียမလို့ပဲနဲ့ copy paste လေးချရုံနဲ့ရတဲ့နည်းတစ်ခုရှိတယ်အဲ့ဒါကိုလည်းထပ်ပြီးတော့ပြောပြပေးမယ်ဟုတ်ပြီနော်ဒီနေ့ကအိမ်စာစထပ်ရတော့မှာနော်အိမ်စာ3កောက်မြောက်မထပ်နိုင်ရင် group တွေက remove လုပ်မှာပါဆိုတော့ဒီမှာကျွန်တော် task ကိုလောက်ကွက်မရလဲရိုက်လို့ရတဲ့နည်းတစ်ခုပေးမယ်အဲ့ဒါကဘာလဲဆိုတော့ဒီမှာဆိုရင်မြန်မာ font မြန်မာလောက်ကွက်တော့ရကြမယ်ထင်တယ်เนาะဖုန်းနဲ့တော့ရိုက်တတ်ကြမယ်ထင်တယ်ကျွန်တော်ကိုညီ2ပါဟုတ်ပြီเนาะဒီစာလေးကို copy ယူလိုက်မယ် Telegram မှာရိုက်ထားတဲ့ဟာလေးဘယ်မှာပဲရိုက်ရပါကျွန်တော်အဓိက copy ကူးရဖို့အဓိက copy ယူလိုက်မယ်ယူပြီးသွားရင် browser ထဲကိုသွားမယ်အရင်ဆုံး rapid converter ကိုသွားမယ်ကျွန်တော်တို့ရိုက်ထားတဲ့ Unicode ကနေ Zorgi ကိုအရင်ဆုံးပြောင်းမယ်ဟုတ်ပြီเนาะ Zorgi ကိုပြောင်းလိုက်ပြီပြောင်းပြီးသွားရင် Burmese font converter ကိုသွားမယ် Zorgi ကိုအရင်ရွေးမယ်ပြီးသွားရင် win in ဝကိုရွေးထားမယ်ကျွန်တော်တို့ Sona ကဒီ Unicode ကနေ Zorgi ပြောင်းထားတဲ့ဟာကို Zorgi ကို copy ယူပြီးသွားရင် Zorgi လေးကိုအရင်ဆုံးထည့်ပြီးရင် convert လုပ်လိုက်ပြီးသွားရင်ဒီဟာကို copy ယူ Premiere Pro ရဲ့သွား text layer အသစ်ခေါ် text layer တွေအသစ်ခေါ်တဲ့အခါမှာအများစုအမှားလုပ်တတ်ကြတာကဒီ text layer တစ်ခုကိုရှိပြီးသားဟာကိုပဲ click ထောက်ပြီးတော့ထပ်ခေါ်တာတွေလုပ်တတ်တယ်အဲ့လိုမလုပ်နဲ့အဲ့လိုလုပ်မှဆိုရင်ဒီငကိုရှိရင်ဆွဲ text ထဲကိုပဲသူကဝင်သွားတာเนาะဆိုတော့အဲ့လိုမလုပ်နဲ့လွတ်တဲ့နေရာကို timeline ထဲမှာလွတ်တဲ့နေရာကိုအရင် click ထောက်ပြီးသွားပြီဆိုတော့မှလွတ်တဲ့နေရာကိုထောက်ပြီးတော့ဆိုတော့မှ control T text layer အသစ်ခေါ်ပြီးရင် Sona ကဒီမှာBurmese font converter ကနေယူလာတဲ့ Zorgi ကနေ win in ဝပြောင်းထားတဲ့ဟာလေးကို paste ချလိုက်အဲဆိုကျွန်တော်တို့ဘာမှပြန်ရိုက်စရာမလိုဘူးဟုတ်ပြီနော် Okay ဘာမှပြန်ရိုက်စရာမလိုဘူးဟုတ်ကျွန်တော်ကကိုညီ2ပါဟုတ် Okay ဒါကကျွန်တော်တို့မလိုတဲ့နေရာကိုဖြတ်ချလိုက်တာပါကျွန်တော်ကကိုညီ2ပါဟုတ် trauma နေ Okay ရပြီနော်ဆိုတော့ဒီဟာလေးကိုကျွန်တော် export လုပ်ပြီးတော့ပို့ပေးပါ export ထုတ်တာဘယ်လိုထုတ်ရလဲဆိုတော့ကိုကဘယ်ကနေစလိုချင်လဲဥပမာအစကနေလိုချင်တယ်ဆိုရင်အစကိုသွား in point ပြီး in point i ပေါ့နော် i လေးတစ်ချက်ထောက်အဆုံးကိုလိုချင်တယ်ဆိုရင်အဆုံးကိုသွားပြီးတော့ရင် out point o လေးတစ်ချက်ထောက်ပြီးတော့ရင် export ဆိုတဲ့ setting လေးကိုနှိပ်လိုက် export ကိုနှိပ်လိုက်မယ်ဆိုရင်ဒီမှာ export setting ဖြစ်သွားမယ်အဲ့ခါမှာ file name ပေးပါday 2ပေါ့နော် day 2ပြီးတော့ရင် export location ရွေးပါပြီးရင် save လုပ်ပါနောက်ပြီးတော့ရင် format နေရာမှာ 8.264 ဖြစ်ရပါမယ်နောက်ပြီးတော့ရင် video ကိုသွား more ကိုထပ်နေ target bitrate မှာ estimate file size ကိုကြည့်ပေါ့နော် target bitrate အပြောင်းလဲလုပ်ချင်တယ်ဆိုရင် estimate file size ကိုကြည့်အခုက2မိနစ်41စက္ကန့်ဆိုတော့3မိနစ်ကလေးကို389မှတ်ဖြစ်နေတယ်ဆိုတော့များတယ်ရှော့မယ် target bitrate ကလေးကိုရှော့မယ်7လောက်ကလေးထားကြည့်မယ်250မှတ်ဖြစ်သွားပြီကျွန်တော်ကိုဒါကအိမ်စာထပ်ရမှာဖြစ်တဲ့အတွက်အများကြီးမကြည့်လဲရတယ်ကိစ္စမရှိဘူး10လောက်ကလေးပဲထားပြီးတော့ export ထုတ်ဒါမှမဟုတ်9လောက်ကလေးပဲထားလိုက်လောက်ကလေးဆိုရပြီ148မှတ်ဆိုရင်အဆင်ပြေတယ်ပြီးတော့ရင် export လေးကိုနှိပ်လိုက်ပါ
ဟုတ်ပြီနော်ထွက်လာတဲ့ export file ကိုကျွန်တော်ကို group ထဲမှာကိုနာမည်နဲ့အတူတူအင်စာထပ်ပေးပါဟုတ်ပြီနော်